သကဝေယောဂီတရသေသူတော်ကောင်းများအားလုံးတရားပွဲစကြရအောင်တရားနှလုံးသွင်းကြတရားပဲအာရုံပြုကြဒီနေ့သာသနာတော်နှစ်2590ခုနှစ်ကောဇာတက္ကရာ1388ခုနှစ်ပထမဝါဆိုလဆန်း14ရက်တနင်္ဂနွေနေ့ခရစ်နှစ်2026ခုဇူလိုင်လ28ရက်တခိုင်တိုင်းဒေသကြီးမော်ရွာမြို့ချမ်းမြဝရီအနောယထာလံဓမ္မရန်တိမဝိဇ္ဇာကျောင်းတိုက်ကြီးအတွင်၌သာသနာ့တော်ကအပွင့်နိဗ္ဗာန်ကုသလဒါနအသင်းသူအသင်းသားများနဲ့တိကျလူရှင်ကြီးများသူပေါင်းစဉ်ကျင်းပပြုလုပ်အပ်သော85ကြိမ်မြောက်ဝါရကာလဓမ္မရန်တိမဝဝိပဿနာ9ရက်မိညရဲ့ဒုတိယသက္ကန့်ပွဲကြီး6ရက်မြောက်သောနေ့ဒီ6ရက်မြောက်သောနေ့ဘုမှာဓမ္မရန်တိမဝိဇ္ဇာကျောင်းတိုက်ကြီးများ၏ဝိသီပဒါနနာယကနိုင်ငံတော်ယကမဟာကမန္တနာသရိယမဟာဓမ္မဂရိကဘုဒ္ဓနာဟိတဒရာမြို့ပြေပသာသနာပြုအကျော်ဓမ္မရတိနာယကကျုပ်ဆရာတော်ဘုရားကြီးနဲ့ဒီကျောင်းတော်ကြီးနာယကဆရာတော်ဘုရားကြီးတို့၏စီစဉ်ညွှန်ကြားမှုဟောဝါဒဖြင့်ရလည်းကျေးဇူးတော်ဟောကြားအပ်သောနိဒာနဝကသာယုပါဠိတော်ပရိသတ်မှုဘာလာကံနဲ့ခန္ဓာဝကသာယုပါဠိတော်သစ္စာသာယုပါဠိတော်ဓမ္မစေတီပါဠိတော်ဝိသုဒ္ဓိမာဒဂရဏေမဟာဒီကမဟာသတိပ္ပံပါဠိတော်အင်္ဂုတ္တပါဠိတော်ဓမ္မပဒပါဠိတော်တို့ကိုအခြေခံ၍ဟောကြားအပ်သောအရှုခံနှင့်အရှုညာသင်္นานတရားတော်ဤတရားတော်ကြီးကိုမဟောကြားကြသေးမီမနာကြားကြသေးမီတရားပိုင်ခြင်းဖြစ်တော်မူသောသစ္စာလေးပါးမြတ်တရားတို့ကိုပန်းကြားတင်သိမြင်တော်မူသောသောလောကဒုတာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘုံတော်ဝါယပြုပြီးတော်မောဒသသုံးခြင်းဖြင့်ညီညာပြပြရှိခိုးပူဇော်ကြောလိုက်ကြပါဦးသို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะဟောတိယောနန္ဒတသူတွေမှာရှင်တော်မြတ်ဗုဒ္ဓ၏လောတော်ကြကျေးဇူးတော်ရှင်အနန္တတည်းသူဖြစ်တော်မူသောဧကမဟာပန္တိကြမဂုတ်တရားတော်ဘုရားကြီးဉာဏ်တော်ကိုမြည်ပြုပြီးဟောကြားနာကြမှာဖြစ်လေသောကြောင့်ရာတော်ဘုရားကြီးယေသာတိကုတော်မူခဲ့သောမူလနဗျာလင်္ကာသံဘုနှင့်ဝိဒါနတနာယကံသနာတိပိဋကသမုပ္ပါလင်္ကာသံဘုတို့ကိုညီညာပြပြရွသို့ပူဇော်ပြီးတရားပွဲစလက်ကြရအောင်ဘုရားနဗျာဧကနတုဧဝနာဧကသမင်္ဂဧရုညာနိသောမအိသနယမူလာရတောဝနိအာရသုညာဧယာနစေဤရှိွယ်ကိုအရေတမဤဒေအာတိအန္တရာနာဘုရားတိသာယေကလူနာညာစွာသတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဘူးဉာဏ်ဖြင့်ရှိမြောင်သာဓုသာဓုသာဓုအလုံးသောမြေသားမြေသမီးယောဂီသူတော်စင်သူတော်ကောင်းများလောက်ကြည်လေးတွေကြာတာပင်မြတ်သောဣရာဘုဖြင့်သိကျမ်းသာသလိုတိုင်းပြီးဟောကြားတတ်သောမြတ်ဗုဒ္ဓမြတ်သစ္စာတရားတို့ကို
အာယုနဝတိမသောပဲသရဏာယမသာနိုင်ကြပါပြီအလုံးတော်ဓမ္မမိတ်ဆွေယောဂီသူတော်စင်သူတော်ကောင်းများဒီဘဝဒီခန္ဓာနဲ့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့သစ္စာသိခြင်းနဲ့တဏှိပဲလေးပါးကနေအပိပိုင်လွတ်ခြင်းနဲ့နောက်ဆုံးဖြစ်နိုင်ရဲ့ဘဝချုပ်ငြိမ်းရုပ်သိမ်းခြင်းပါလေဆိုရင်ပါရဏာလေးကဘာလို့မလဲဒီပါရဏာလေးကဘာလို့ပါရဏာလေးကဘာလို့မလဲလို့တရားနာရမယ်ပါတဲ့ဉာဏ်ကလေးကဘယ်လဲမလဲအကြည့်လို့ဆိုမို့ကြတော့ပြန်သိဆုံးမှတဲ့သကလုံးနှလုံးတော့ဟုတ်လားဘုရားတော်မြတ်ရဲ့ဥပနိဒေယနဲ့ခန္ဓာဉာဏ်အလုံးလုံးပြီးခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြပါလေဆိုရင်ဆရာသမားစကားမှတ်ထားဖို့မလိုလိုက်ပြောအောင်ပါလေလို့နားကဉာဏ်ကပြန်ပြောကြည့်ပါဦးရုပ်လုံးမနားလည်းမပါဘူးလားအဲ့ပါလေနားလေးထောင်းရနားလေးလိုက်ထောင်းမှလားတရားပဲနားမှလားတချို့နာတရားသိမနာခြင်းမို့သူကြားရတဲ့ဟာလျှောက်လိုက်နားထောင်နေတာဟုတ်လားတော့တချို့ကသာအတန်နားထောင်ခြင်းနဲ့သမိတန်နားထောင်ခြင်းနဲ့ဟုတ်လားတော့အတန်မျိုးမျိုးလိုက်နားထောင်ခြင်းနေတာတရားနာဖို့ကြတော့မိနေတာဟုတ်လားဒါကြောင့်နားကတရားနာပြီးဖို့မလိုလားနားကနော်စိတ်နဲ့ကြည့်ဖို့ထားလို့လာတာတရားနာမှလားဒါပေမဲ့ရုပ်တို့သိနေကဘုမလားတရားနာမလားမေးရင်ကြောက်ကြတယ်တရားနာမှာဟုတ်လားနော်သိနေကဘုနဲ့သူသိနေကဘုကျင်တဲ့သူကများမှာနော်အဲ့တော့ပါတဲ့ဉာဏ်လေးကလည်းဘယ်လဲရမှာတော့ခန္ဓာလဲရမယ်ဘယ်သူကြောင့်ကောင်းကောင်းသိအောင်လို့ခန္ဓာအကြောင်းကောင်းကောင်းသိအောင်လို့ခန္ဓာဘာသစ္စာဆိုတာသိအောင်လို့ခန္ဓာဒုက္ခသစ္စာဆိုတာအာယရဏဒုက္ခသစ္စာဆိုတာဓာတ်တွေပေါ်နေတာဒီဒုက္ခသစ္စာဆိုတာစိတ်တွေပေါ်နေတာဒီဒုက္ခသစ္စာဆိုတာဝေဒနာတွေပေါ်နေတာဒီဒုက္ခသစ္စာဆိုတာအရှုကံဘယ်နှမျိုး၅မျိုးအဲ့ဒီ၅မျိုးဒီကြလားဒုက္ခသစ္စာလားဒုက္ခသစ္စာဆိုတာဘုသူနှိမ့်တဲ့တရားလဲဘုသူနှိမ့်တဲ့တရားလဲရထားတဲ့သူနှိမ့်တဲ့တရားပြောပါလိုက်တော့ဟောဘယ်လိုမှဘုန်းကြီးတရားဟောနေလဲခန္ဓာဗနာမရတာဒါဆိုဒီဘုန်းကြီးဘယ်သူကနှိမ့်တဲ့မှာခန္ဓာနှိမ့်တဲ့မှာဘယ်သူကနှိမ့်တဲ့မှာတော့ဟောရှိရတဲ့အိမ်ခန္ဓာဗနာမရတာဒါလည်းခန္ဓာ၅ပါးဘယ်သူနှိမ့်တဲ့မှာတော့ရတာတဲ့ဒကာကြီးကိုနှိမ့်သက်မှာပဲအခုလည်းနှိမ့်သက်ထားတာလှသေးလားမလှတော့ဘူးဒီတို့ပရင်တွေတွန့်ပြီးနော်အသားရည်တွေရှုံပြီးအိုတွနေပြီဟုတ်လားဘယ်သူနှိမ့်သက်တာလို့တော့ခန္ဓာနှိမ့်သက်တာလို့ဟုတ်လားအဲ့တော့ခန္ဓာဘယ်ဒီအောင်နှိမ့်သက်အောင်မှာဆိုတော့နောက်ဆုံးခေါင်းနဲ့ရအောင်နှိမ့်သက်အောင်မှာမြို့ပြင်ထုတ်အောင်မြို့ပြင်ထုတ်ခံရအောင်နှိမ့်သက်အောင်မှာတော့မနှိမ့်သက်မလားနှိမ့်သက်မလားနှိမ့်သက်မှာကြရကြရောဒီဦးဇင်းတို့ရတာတဲ့ခန္ဓာတွေအာယရဏတွေဓာတ်တွေစိတ်တွေဝေဒနာဆိုတဲ့အရှုခံတရားတွေဒီတခြားသစ္စာလားဒုက္ခသစ္စာလားဒုက္ခသစ္စာဆိုတဲ့တခြားမှန်တရားလားသိရကျိုးမှန်တရားလားသိရကျိုးမှန်တရားဆိုတော့မဟုတ်ခြင်းလေနာကျင်လေအသိကျင်လေအဲ့ကုနာတွေဒုက္ခသစ္စာကြီးကိုသိအောင်လို့နာကတရားနာဖို့မလိုလားပါတဲ့ဉာဏ်လေးလည်းပဲလှည့်ဖို့လိုရတော့ခန္ဓာပေါ်လှည့်ပြီးဖို့မလိုလားမနအားရမနလှည့်လေးလေအားရညနေအားရညနေလှည့်အချိန်တိုင်းအားရအချိန်တိုင်းလှည့်လို့မရဘူးလားသွားချိန်အားရသွားချိန်မှာလှည့်လမ်းလျှောက်ချိန်မှာအားရလမ်းလျှောက်ချိန်ကိုလှည့်ပြီးထိုင်နေချိန်မှာအားရထားနေချိန်ကိုလှည့်ပြီးဟုတ်လားဒါကြောင့်ကိုယ်ကနာကိုကြဘာဖြစ်နေရလဲမကြည့်ချင်ဘူးသူများအကြောင်းကြတော့တေဝင်တေအိမ်ထွက်ဟုတ်လား
နော်တရားခုနှစ်အိမ်လောက်ကိုဝင်ပြတာကားလေးစိတ်15အိမ်ဒီဝင်ပြီးတော့ကိုလူအကြောင်းပြောလိုက်ဝင်နာထောင်လိုက်ဒီလူအကြောင်းဝင်ပြောလိုက်ဝင်နာထောင်လိုက်ဟုတ်လားဟိုဒီယောဂီတွေထဲမှာဘာမှပါမှာပါတချို့ဘာမှကြက်လားတရားကောင်းသမားကောင်းမရှိတဲ့ဘုရားမဲကြီးဝီကိုပြောတာကြက်လားနော်ဒီနေ့ယောဂီတွေကတော့မပါဘူးမို့လားမပါပါဘူးကဲဟုတ်ပြီအသီလကကတ္တပသွားကြပါနော်အသီလကကတ္တပတက္ကရာကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရာဇီကျွန်းပြည်ဝေလူဟောကြာဝေလူအောင်ကျောင်းတော်ကြီးဆိုတာဒီသောလို့လူသားတာတော့ရာဇီကျွန်းပြည်ဗေမိတာမင်းကြီးသောလို့လူသားထားတဲ့ဝါတော်ဥယျာဉ်ကြီးပေါ့ဟုတ်လားနော်ဝါပဲနဲ့ညွတ်စိမ့်ပြီးအလွယ်ပဒမနော်ကျက်သေးရှိတဲ့တော်ကြီးအဲ့ဒီတော့ဥယျာဉ်တော့ဘုရားကတော့သူကစားထွက်နေတဲ့ဥယျာဉ်ကြီးပဲဗေမိတာမင်းကြီးဟုတ်လားဒါပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသူရာဇကျွန်းပြည်ကိုသစ္စာတိဘုရားဖြစ်ပြီးသူကဗြဟ္မာဥဆုံးသူကဘယ်လိုလျှောက်တာလဲဟိုတောထွက်ကလေးတုန်းကတွေ့တုန်းကလေအကယ်၍အရှင်ဘုရားတို့တရားလူတရားမြတ်ရပြီးသစ္စာတိဘုရားဖြစ်ခဲ့ရဲ့တပည့်တော်တို့ဒီကိုလည်းမဲကြွခဲ့ပါအောင်ဘုရားလို့လျှောက်ထားလို့အဲ့ဒီဂရိကုကိုဖြေရအောင်လို့ဆိုပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပထမဝါဆိုပြီးဝါကျွတ်တဲ့အချိန်မှာပဲရာဇကျွန်းပြည်ကိုကြွဟုတ်လားရာဇကျွန်းပြည်ကိုကြွတဲ့ကမ္မာရဗေမိတရာမင်းတို့သောတာပန်ဒီလာပဲပထမဦးဆုံးခေါက်နော်သောတာပန်ဒီတယ်ဆိုတာတခြားပြုတ်တာလားဒိဋ္ဌိဝိသိကိစ္စပြုတ်တာလားဒိဋ္ဌိဆိုတာတခြားလားအယူမှားလားဝိသိကိစ္စဆိုတာတခြားလားတန်တရားလားတန်တရားဆိုတာတခြားလားယုံမှားတာလားယုံမှားတာဘုရားဟုတ်မှာဟုတ်ရလားတရားကဟုတ်မှာတန်ဃာဟုတ်မှာဟုတ်ရလားပရိစ္ဆေသမုပ္ပါကပရိစ္ဆေသမုပ္ပါဟုတ်မှာဟုတ်ရလားကိုကျင်တရားဆိုတာကိုကျင်တရားဟုတ်မှာဟုတ်ရလားဆိုတော့ဒါလားတန်တရားရလားတန်တရားတွေရှစ်ချက်တောင်ရှိတယ်ဟုတ်လားနော်တန်တရားတွေရှစ်ချက်အဲ့ဒါဝိသိကိစ္စတဲ့နော်အဲ့မှာဗေမိတရာမင်းကြီးတို့သောတာပန်ဒီဒိဋ္ဌိပြုဝိသိကိစ္စပြုပြီးသောတာပန်တည်ပြီးမြတ်စွာဘုရားကိုသာသနာတော်မှာဝေလူဝံကျောင်းတော်ကြီးသောတော်လူတာတော့အဲ့ဒီဝေလူဝံကျောင်းတော်ကြီးမှာပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတရားထိုင်ရသွားဣရိယာပုဘယ်နှပါတော့၄ပါးဘယ်နှပါတော့အယောဂီတို့မေးလိုက်မယ်မြတ်စွာဘုရားပေါ်ကြီးညိုတဲ့အခါမှာလျောင်းတော်မူပုံကိုကြီးညိုတာလားထိုင်တော်မူပုံကိုကြီးညိုတာလားမတရတော်မူပုံကိုကြီးညိုတာလားသိညာသွားတော်မူပုံကိုကြည့်ညိုလာမမ်တကူကတော့ကဲပါရဲ့တကူကကဲပါတယ်တို့တကြွအမြတ်ထိုင်တော်မူပုံသဘောကျတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဒီကြမတရတော်မူတဲ့ပုံကိုသဘောကျတယ်တကြွထိုင်တော်မူပုံအာယုပြုမှာကိလေသာပြည့်စင်တဲ့ပုံရိပ်ကိုဂုဏ်တော်ကိုအာယုပြုကြည့်ညိုနိုင်တာရှိတယ်လို့တကြွမတရတဲ့ပုံတော်မြင်မှာဟောဒီမတရတော်မူခဲ့တဲ့မြတ်စွာဘုရားကိလေသာကင်းတဲ့ပုဂ္ဂိုလ်ကြီးပဲဒါတစ်ချိန်လုံးကရာဇကျွန်းပြည်ဝေလူအောင်အကြောင်းမှာလျောင်းလိုက်ထိုင်လိုက်မတရလိုက်သွားလိုက်ပြောပါလေတော့လျောင်းလိုက်ထိုင်လိုက်မတရလိုက်ဟောလျောင်းထိုင်ရသွားဣရိယာပု၄ပါးနဲ့သတင်းမသုံးခဲ့ဘူးလားအဲ့သတင်းသုံးတော်မူခဲ့တဲ့မြတ်စွာဘုရားသည်တခြားကင်းတဲ့ပုဂ္ဂိုလ်လားကိလေသာကင်းတဲ့ပုဂ္ဂိုလ်လားဘာကိလေသာကင်းတယ်ဆိုတာတခြားကင်းတာလားလောဘကင်းတာလားလောဘဆိုတာတခြားလားလိုချင်တာတွေกินတာလားဘဝတွေပေါ်လဲလိုချင်သေးလားကာမဂုဏ်တွေပေါ်လဲလိုချင်သေးလားအယံပြတ်ပြတ်တဲ့နော်အယံပြတ်ပြတ်ချင်တဲ့နော်ဝိဘဝတဏှာဆိုတာလဲရှိသေးလားသက်တော်ဘုရားမှာတဏှာ၃တန်လုံးမကုန်ဘူးလားတဏှာဘယ်နှတန်ဘာတဏှာတွေတော့ကာမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှာတဏှာသုံးတာအကုန်ပြုတ်ပြီးတော့ကိလေသာကင်းပြီးနိဗ္ဗာန်ကိုအာယုံပြုမျက်မှောက်ပြုပြီးတော့မှနိရောဓသမဘတ်ဇံချမ်းသာနဲ့နိရောဓသမဘတ်ချမ်းသာနဲ့အမြဲတမ်းတရားထိုင်ရသွားဣရိယာပု၄ပါးနဲ့သတင်းသုံးတော်မူခဲ့တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရာဇကျွန်းပြည်ဝေလူအောင်ကျောင်းတော်ကပုံရိပ်ကိုလေယောဂီတို့ခဏခဏအာယုံပြုပြီးတော့မှမလုပ်ကြမယ်နမောတတ္တယနမောတတ္တယုတ်ဘောနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တမြတ်တဲ့သူတရဏဂုံရရင်
တရဏဂုံရုပ်ပေါ်ဗုဒ္ဓံတရဏဗုဒ္ဓံတရဏကိသာမိဗုဒ္ဓံတရဏကိသာမိဗုဒ္ဓံတရဏကိသာမိဘုရားကိုတတိတော်မှာတကယ်ကိုလေးလေးနက်နက်ဘုရားပါဤယုံကြည်ပါဤလို့ရှင်းဖို့လို့မရဘူးလားနော်တရဏဂုံမရရင်လည်းသမုဒ္ဒိရတဲ့သူကသမုဒ္ဒိအထာဝိသင်္သာဒွါရသင်္သာသဟတကေပိသတ္တာသဟတာဒီလိုမျိုးရွတ်နိုင်တာဒီလိုမျိုးကြည်ညိုနိုင်တာဒီလိုမျိုးပူဇော်နိုင်တာတကယ်ဘုရားသခင်နဲ့ဘုရားမှန်လေကြုံရတဲ့အချိန်မို့လို့ဟုတ်လားဘုရားသခင်ဘုရားမှန်လေကြုံရတဲ့အချိန်မှာဒီဟာတွေကိုရွတ်တာဖတ်တာတရေတွေကပြင်းလို့လိုလားပြင်းဖို့လိုလားပြင်းနေလေကွာလည်းကိုအားပေးပြီးတော့ရွတ်ဟုတ်လားအလွယ်မတန်မှာပြည်သူမများဘူးလားညာတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တည်သောကမှာနော်ဗုဒ္ဓသက္ကုလို့ခေါ်တဲ့တတ္တဝါတွေရဲ့အပေါ်မှာဘယ်နေ့နော်ဒီနေ့ဘယ်တတ္တဝါတွေချီချွတ်ထိုက်တယ်လဲအဘိယတရားဟောရဲ့သစ္စာသိမလဲတရားတို့တရားမြတ်ရမလဲတရားတို့တရားမြတ်မရရင်တော့ဒီပုဂ္ဂိုလ်တွေကဟောတဲ့တရားကိုနာကြရလို့ကောင်းရာဘုံကသူဂတိကိုရောက်သွားလိမ့်မလဲဆိုတာအများတော့မကြည့်ဘူးလားကြည့်တယ်အဲ့လိုကြည့်တဲ့အချိန်မှာပဲအဲ့ဒီနေ့မှာအာသီလကကသဗ္ဗတက္ကရောကြီးကိုမြင်တယ်အဲ့မှာမြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးနန္ဒမိုးတော်လျောက်တဲ့အခါမှာသင်္ကန်းကိုပြင်ဝတ်တော်မူတယ်သင်္ကန်းကိုပြင်ဝတ်ပြီးဗိတ်တော်ကိုယူတယ်ဗိတ်တော်ယူပြီးရာဇဂိုပြည်ဘက်ကိုပါထွက်သွားတယ်ဆောင်းကထွက်တော်မူသွားတာဟုတ်လားအဲ့ဒီဆောင်းကထွက်လာတဲ့အဲ့ဒီနေ့မှာပြိတ္တတန်ခါပြိတ္တပါဝင်မရဘူးဗျာနော်သုတ်တံကိုကြည့်ရတယ်ဟုတ်လားနော်ဘာကျလဲပါမယ်ပေါ့ဘာကျလဲမပါဘူးအဲ့မှာမြတ်စွာဘုရားရှင်တော်မြတ်ကြီးရာဇဂိုပြည်ကိုတပတ်အဲ့မှာဆောင်းကကြွလာတဲ့ပုံရိပ်ကိုအသလကကတ္တပတက္ကရောကြီးကဝေးကနေပြီးမလုပ်တာကြည်နေတာနော်မြတ်စွာဘုရားရှင်ကြီးကိုယ်တော်မှကြွလာပြီရှင်ကြီးကိုယ်တော်မှရာဇဂိုပြည်ကိုဆောင်းကကြွလာပြီဆိုသူစောင့်နေရှာတာဟုတ်လားသူဘာဖြစ်ကျင်တာလဲမေးခွန်းနေမေးကျင်ဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရာဇဂိုပြည်ကိုကြွတော့သူကလည်းနောက်ကနေလိုက်သွားပြီးဘာလို့ရှာတော့တောင်းမှရှာတာရှင်ကြီးကိုယ်တော်မှအကယ်၍များဖျားတပည့်တော်တို့မေးတယ်နော်မေးခွန်းလေးအနေငယ်များကိုနော်ဖြည့်ပေးမယ်ဆိုရင်မေးခွန်းလေးမေးကြပါလေဘာလို့ကြပါလဲမေးခွန်းလေးဖြည့်ပေးနိုင်မယ်ဆိုရင်မေးခွန်းလေးအများကြီးလားနည်းနည်းလေးလားနည်းနည်းလေးမေးကြပါလေအဲ့ကမှာမြတ်စွာဘုရားကအချိန်မသေးပါဘူးရွာတဲ့ဝင်သေးဖြစ်ပါတယ်အဲ့ဒါတော့အချိန်ဟုတ်သေးဘူးရွာတဲ့ဝင်သေးဖြစ်နေတယ်လို့ပထမတစ်ကြိမ်ပေးတယ်ဒုတိယတစ်ကြိမ်ထပ်ပေးတယ်တတိယတစ်ကြိမ်ပေးတယ်သတ္တုထအကြိမ်မှာကြတော့မြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးဟာကဲအာသီလကကတ္တပသင်မေးကျင်တာမေးလို့မေးခွင့်မပြုလားမေးခွင့်မပြုလားပြုတယ်အဲ့ကမှာအာသီလကကတ္တပတက္ကရောကြီးကပထမဦးဆုံးစမေးတော့တာပေါ့ဟုတ်လားတော့ဒုက္ခကိုယ်တိုင်ပြီးလို့ကိုယ်တိုင်ရတာလားဟုတ်လားဒါကြီးဆိုရှင်မိုးကျေတော်ဘုရားကြီးကတော့အာသီလကကတ္တပတက္ကရောဥပမာပြဆိုပြီးတရားခေါင်းစဉ်ပြီးပြီကျေတော်ဘုရားကြီးဟောတာရှိတယ်ဟုတ်လားတော့ကျေတော်ဘုရားကြီးတော့ဘယ်လိုသုံးလုံးတာလဲဆိုတော့ဒုက္ခမိမိပြီလို့မိမိရတာလားနော်အဲ့တော့အာသီလကကတ္တပသုတ်တံမှာဦးဇင်းတို့လေးလာကြည့်တဲ့အခါကျတော့ဒုက္ခကိုယ်တိုင်ပြီလို့ကိုယ်တိုင်ရတာလားဟုတ်လားပါတယ်တော့ဒုက္ခကိုယ်တိုင်ပြီလို့ကိုယ်တိုင်ရတာလားတဲ့အဲ့ကမှာမြတ်စွာဘုရားဒီလိုမဆိုနဲ့ကတ္တပပြောပါတယ်တော့ဒီလိုမဆိုနဲ့ကတ္တပဒီလိုမယူနဲ့ကတ္တပဒီလိုမပြောနဲ့ကတ္တပလို့မြတ်စွာဘုရားကတော့ဒါဒီမြတ်စွာဘုရားသုံးမှတာတော့ဒီလိုမဆိုနဲ့ကတ္တပဟုတ်လားဒါပေမဲ့ယောဂီတို့ဦးဇင်းတို့နားလည်အောင်ပြောကြည့်တော့ဒီလိုမယူနဲ့ဒီလိုအယူမရှိနဲ့ဟုတ်လားဒီလိုမပြောတဲ့ကတ္တပဟုတ်ပြီဒါဆိုထပ်မေးတယ်သူကဒါဆိုရင်ဒုက္ခသူတစ်ပါးပြုလို့ရတာလားတဲ့ပြောပါတယ်တော့ဒုက္ခသူတစ်ပါးပြုလို့ရလားဆိုလည်းမြတ်စွာဘုရားကဒီလိုမဆိုတဲ့ကတ္တပပြောပါတယ်တော့ဒီလိုမဆိုတဲ့ကတ္တပတဲ့ဘယ်ဟုတ်ပြီနောက်တော့ထပ်မေးတယ်အဲ့ဒါကကတ္တပတဲ့တော့ဒါဆိုရင်ဒုက္ခမိမိနော်သူတော်ဘာနောက်ဥစားပြုလို့ရတာလားတဲ့ဟုတ်လားဒုက္ခကိုယ်တိုင်ရဲ့သူတော်ဘာကရဲ့နောက်ခုနှစ်ခုဝိုင်းပြုလို့ရတာလားတဲ့ဟုတ်လား
ခုယောဂီတို့ဦးဇင်းတို့ဘာတွေနဲ့နေနေရတော့ဘာတွေနဲ့ထိုင်နေရတော့ဘာတွေနဲ့သွားနေရတော့အခုတရားနာရရောဘာတွေနဲ့နားနေရတော့ဒုက္ခတွေနဲ့တရားမနာရဘူးလားဘာဒုက္ခတွေတော့ကဲရှုကကမေ့ပြီရှုက6မျိုး5မျိုးကမမေ့တဲ့လေရှုကမနာမျိုးတော့ခန္ဓာ5ပါးဒုက္ခနဲ့လည်းမနေရဘူးလားအာယရဏ12ပါးဒုက္ခနဲ့လည်းမနေရဘူးလားဘယ်တဲ့7ပါးဒုက္ခနဲ့လည်းမနေရဘူးလားသိရှုက13ပါးဒုက္ခနဲ့လည်းမနေရဘူးလားဝေဒနာရှုက12ပါးဒုက္ခနဲ့လည်းမနေရဘူးလားကိုနေရတဲ့ဒုက္ခမေ့နေတာဟုတ်လားယောဂီတို့ဦးဇင်းတို့ကတခြားဒုက္ခနဲ့နေရလားဒီဒုက္ခတွေနဲ့နေနေရလားဘာဒုက္ခတွေတော့ခန္ဓာ5ပါးဒုက္ခအာယနာ12ပါးဘယ်တဲ့7ပါးသိရှိကံတရား13ပါးဝေဒနာရှိကံတရားဟောဒီဒုက္ခတွေအကျဉ်းချုပ်လိုက်တော့မြဲတဲ့တရားလားမမြဲတဲ့တရားလားဒါဆိုဘာဒုက္ခနဲ့နေနေရတယ်မမြဲတဲ့ဒုက္ခပြောဘာဒုက္ခတော့ဒီဒုက္ခဓာတ်ချမ်းသာလားမသိရဘူးလားမသိရဘူးလားသိရလေမဟုတ်တလားလေတနည်းလေငွေကြရတာသေဒီကြီးသမီးရလေပြည့်မပြရဘူးလားရေရလေချိုးမပြရဘူးလားဝတ်စားလေဝတ်မပြရဘူးလားဝတ်မပြရနေရလို့လားနေရပါဘူးဟုတ်လားတော့ဝတ်မပြမနေရတဲ့အပြင်ဟုတ်လားလှအောင်ပဲပတ်အောင်ပဲလူချင်းလူအောင်ပဲသူချင်းလူအောင်ပဲလူတော်တဲ့သူ့အောင်ပဲလူရှိန်အောင်ပဲဟုတ်လားတော့အမျိုးမျိုးအတွေ့တွေနဲ့သူ့အသိမပြရဘူးလားသိမရတာပေါ့ဗျာတခြားလားခန္ဓာအာယနာဓာတ်တွေလားခန္ဓာအာယနာဓာတ်စိတ်ဝေဒနာဒီတရားတွေမြဲတဲ့တရားလားမမြဲတဲ့တရားလားဒါတွေရောလုံးစင်းတို့မမြဲတဲ့ဒုက္ခနဲ့လည်းမနေရဘူးလားဒါတွေချမ်းသာတဲ့တရားလားသိရတဲ့တရားလားဒါတွေသိရတဲ့ဒုက္ခနဲ့လည်းမနေရဘူးလားဒါတွေကိုယ်ပိုင်ကိုယ်ဆိုင်လားသူ့အကြောင်းကျိုးဆက်ဆက်ဖြစ်နေရလားကိုယ်ပိုင်တဲ့တရားဟုတ်ရဲ့လားဒါကြောင့်အလတ်ကဆိုတဲ့ဒီသိရတွေလည်းမနေရဘူးလားပြောဘယ်နှချက်နဲ့နေနေရတော့ဘယ်နှချက်တော့ပြောပါလေတော့မမြဲတဲ့သဘောနဲ့နေနေရတယ်သိရအဆိုးမရတဲ့သဘောနဲ့တရားထဲလာနေတိုင်းလားတလားထဲလာတိုင်းလားတရားထဲလာနေတိုင်းလားဘာပလင်ဝတရားဟောနေတဲ့ဘုန်းကြီးလည်းဘယ်နှချက်နဲ့နေနေရပြောပါလေနဲ့တော့မမြဲတဲ့သိရတဲ့အဆိုးမရတဲ့သဘောဒီသဘောတွေနဲ့မနေရဘူးလားနေနေရတာပဲဗျဒီသဘောတွေနဲ့နေနေရတဲ့ဒီပလင်မောကဒီဘုန်းကြီးလည်းဘယ်အသက်အရွယ်မှာသိများလဲဘယ်ယောဂနဲ့သိမှာလဲဘယ်အသက်အရွယ်မှာသိသိချင်းလဲလို့ပြီးတော့ရောက်တော့ဘယ်လိုဖြစ်မလဲဒီပလင်မောဘုန်းကြီးကိုလေဘယ်အသက်အရွယ်မှာသိသိချင်းလဲလို့ပြီးတော့မသိသိချင်းဘူးဒါပေမဲ့ဘယ်အသက်အရွယ်မှာသိရမယ်တော့မသိဘူးသိကြပါသိကိုသိမယ်ဘုန်းကြီးပေါ့လားအောက်ကဒကာတွေရောဘယ်သက်ပဲမှာသိမဲ့ဒကာတွေလဲလို့ပြီးတော့သိလားအောက်ကဒကာကြီးတွေရှိတဲ့ဒကာကြီးတွေဘယ်သက်ပဲမှာသိသေးခြင်းလို့ဟမ်ဘယ်သက်ပဲမှာတော့မသိသေးခြင်းဘူးမဟုတ်လားဒါပေမဲ့အသက်အရွယ်တစ်ခုခုမှတော့ရှိရတဲ့ခိုင်းတွေသိကိုသိရမယ့်လူတွေမဟုတ်လားဒီတခြားတရားနဲ့နေလို့လားမမြဲတဲ့တရားနဲ့နေရလို့လားတခြားတရားနဲ့နေရလို့လားသိရတဲ့တရားနဲ့နေရလို့လားတခြားတရားနဲ့နေရလို့လားစိုးမရတဲ့တရားနဲ့နေရလို့လားအတ္တရကတ္တဗဒါဝမေးနေတာဒီတရားတွေဒုက္ခသိရလို့သူ့မှာနေတိုင်းပြုနေတိုင်းသူ့နေတိုင်းပြုနေတိုင်းပြေနေတိုင်းယူနေတိုင်းရတာလဲခန္ဓာကိုယ်ကြီးကပဲပြေ
တရားမပြေဘူးလားတရားပြေးနေတာပဲဗျာသမင်းစားကောင်းလဲသမင်းစားမကောင်းလဲခိုင်းနေရင်လဲအိတ်နေရင်လဲအဲ့ဒုက္ခကိုမေးနေတာကိုဒီမှာဟုတ်လားဒုက္ခကိုယ်တိုင်ပြုလို့ကိုယ်တိုင်ရတာလားသူတော်ဘာပြုလို့ရတာလားမိမိသူတော်ဘာနောင်သားပြုလို့ရတာလားဆိုတာတရားဒုက္ခမေးနေတာလားခန္ဓာဒုက္ခတွေလားတရားဒုက္ခလားအာယတနာဒုက္ခလားတရားဒုက္ခလားဓာတ်ဒုက္ခလားယောဂီတို့လည်းဒီခန္ဓာအာယတနာဓာတ်တွေကိုခေါင်းလည်းပြီးမပေးရဘူးလားရေလည်းချိုးမပေးရဘူးလားညောင်းရင်တိုင်းနှိမ့်နေလည်းမပေးရဘူးလားဒုက္ခအမျိုးမျိုးနဲ့မနေရဘူးလားဘလောက်ပြုဘလောက်စုဘလောက်ယူဘလောက်ရနေတဲ့ဓာတ်တွေကိုနားလိုက်ကျင်လိုက်ထုံလိုက်ကြိုက်လိုက်မနေနိုင်အောင်လေးဖြစ်လိုက်နဲ့မျိုးမျိုးမပေါက်ပြောင်းလိုက်တခြားလားခန္ဓာလားတခြားလားအာယတနာလားတခြားလားဓာတ်လားတခြားလားစိတ်တွေလားတခြားလားဝေဒနာတွေလားအကွက်အနေနဲ့ပြောတော့ဘယ်အကွက်မှာတော့နေ့အကွက်ပြောဘယ်အကွက်မှာတော့အဲ့ဒီအကွက်ကလူလူရတာလားတိအကွက်ကြောင့်ရတာလားတိအကွက်ကြောင့်ဘယ်အကွက်ရတော့နေ့အကွက်ခန္ဓာအာယနာဓာတ်စိတ်ဝေဒနာတွေမရဘူးလားအဲ့ခန္ဓာနဲ့ဓာတ်စိတ်ဝေဒနာတွေဒုက္ခသစ္စာပါလို့သိအောင်မြင်အောင်မရှိနိုင်တဲ့ပုဂ္ဂိုလ်ကတခြားအကွက်ကူရလားသုံးအကွက်ကူရလားသုံးအကွက်မကူလိုက်ဒါကြောင့်အဝိဇ္ဇာနဲ့တင်တာဥပါဒံအပြင်မှာရိုးမှာအမြင်မပြတ်ကံကြောင့်လမ်းရုပ်ကြောင့်အဖန်ဖန်တခြားလားဓမ္မတွေတန်းရလားဓမ္မတွေအပြည့်အပြည့်အလားလားနေဖြစ်မနေကြဘူးလားဓမ္မတွေအပြည့်အပြည့်အလားလားဖြစ်နေအောင်တခြားလို့ခေါ်လားပရိစ္ဆသမုပ္ပါလို့ခေါ်လားအဲ့ဒါလည်းကဲသဘာတကတော်ကြီးအဲ့ပရိစ္ဆသမုပ္ပါကိုသဘောမကျလို့ဒီမေးခွန်းနဲ့မေးတာယောဂီတော်ဒီပရိစ္ဆသမုပ္ပါသဘောကျသေးဘူးလားကျသေးဘူးလားပရိစ္ဆသမုပ္ပါသဘောကျထားမှာဗျာပရိစ္ဆသမုပ္ပါသဘောမကျရင်တော့သူအဲ့ဒါလည်းကဲသဘာတကတော်ကြီးလို့နမှာပဲငါအေးနာတာကြီးဘူးတာကြီးပြက်တယ်ကျင်းတာကြီးထုံးတာကြီးတကြိုးတွေလည်းထိုးတာအေးဒီဒုက္ခတွေငါပြုလို့ငါရတာတော့တခြားလားဒိဋ္ဌိလားဒိဋ္ဌိအယူတွေကလာတာနော်အခုအဲ့ဒီကကသဘာတကယ်မေးတာလေဒီမေးခွန်းသုံးခုကတခြားအယူလားဒိဋ္ဌိအယူမေးခွန်းနေတယ်ဒိဋ္ဌိအယူမေးခွန်းနေဗျာဒုက္ခပါတယ်တော့ဒုက္ခမိမိပြုလို့မိမိရလာလားဒုက္ခသူတစ်ပါးရလာလားဒုက္ခမိမိဒီဘာနဲ့ဥစားပြီးလို့ရတာလားတဲ့ဒီဒိဋ္ဌိယူတွေဒါကြောင့်မြတ်စွာဘုရားဒီယူတွေပေးကြတာအဲ့လိုလဲမစိုးနဲ့အဲ့ဒီလိုလဲမစိုးနဲ့မြန်မာလိုရှိချင်းပြောတော့ဒီယူလားမြတ်စွာဘုရားယူဘူးဒီယူရောယူလားဒီယူရောယူလားဟောဒါနဲ့သက်ပြီးတဲ့ဒုက္ခရာဆိုရှင်ယူရမှာအလိုလိုဖြစ်တာလားအဲ့တော့မြတ်စွာဘုရားဒီလိုလဲမစိုးနဲ့ဒီယူငါမယူပါဘူးတဲ့ယောဂီတော်ယူသေးလားဒီယူပါပါဆက်ပြောတယ်ရရပြပရိစ္ဆသမုပ္ပါသိရင်တော့မရှိဘူးပရိစ္ဆသမုပ္ပါကိုတကယ်ထဲထဲဝင်ဝင်ညာခဏပေါ်ကြည့်လိုက်တာရာတာပေါ်တိုက်တာပေါ်ဖောက်ပြန်တာပေါ်ခံစားတာပေါ်ငါသားတာပေါ်ပြည့်ပြည့်စုံတိုက်တွန်းတာပေါ်သိတာပေါ်ဒီသဘောတွေကငါလဲသူလဲအကြောင်းကြောင့်အကြောင်းသည်အကျိုးသည်သမုပ္ပါအဲ့မှာအသွဲဘယ်နဲ့သွဲနဲ့နားလည်ရမှာလဲပြောအသွဲဘယ်နဲ့သွဲနဲ့နားလည်ရမှာတော့ပြောပါတယ်တော့မူလနဲ့ဗျာသစ္စာ၄ခုလွာအင်္ဂါ32ပါးသုံးပါးဆက်တရားမူလဝတ္တဝါဒီရှိသွဲကိုသံဃာမှာမဲဘူးမဲလာဘကတော့တခါကြီးလည်းမလုပ်နဲ့ကြက်လားပြဒီတောင်ဘုတ်ကိုအခေါက်300လောက်3000ကျော်လောက်ရွတ်ထားဟုတ်လားနော်မူလနာပြန်သစ္စာနဲ့ဘူးလေးကိုတော့အင်္ဂါ32ပါးအေကိုများနေဟုတ်လားအခေါက်ဘယ်လောက်ရွတ်ထား3000လောက်ရွတ်ပြီးတော့သူ့ကိုသူဘလို့ကြွေးကြော်ငါသံဃာလွတ်ပြီကွာ
ငါပဲလွတ်ပြီးတယ်ဟာတခါကြီးမြဘလို့ကြောင့်သားသားလွတ်တာတော့အမသိဘူးလေဗျာတဲ့ကိုတော်တို့ဝဲရှိပြီစောင်းဖို့မူလနဲ့ဗျာသစ္စာလက်ကူလေးကိုလာရော32ပါးတရားကိုများနဲ့သုံးပါးသက်တရားမူလဝသုံးပါးနဲ့ကာလသုံးပြချင်းရတဲ့ဒီရှိတယ်ကိုလွယ်ပြတ်မှသိတဲ့ဒီသာသနာမှလွတ်ကြောင်းလူဆိုတာလေတဲ့သာသနာလွတ်ပြီးပေါ်တဲ့ဒီလိုအခောက်3000လောက်ကျော်နေရွတ်ထားဟုတ်လားလောက်တော့ကျော်နေလို့ဒီထဲမှာလို့ရုပ်ရဲ့ပါစပါလေဟုတ်မဟုတ်လားပါတော့ပါတော့ပါနော်ပါနေသေးလားပြောရမှုဆိုဒီရွတ်နေလို့ကျန်သာသနာလွတ်ပဲတင်တဲ့သူဟာရှိနေဦးမှာဟုတ်လားတော့အသွဲဘယ်နဲ့သွဲနားလဲရမှာတော့ဖြစ်သွဲမူလနဲ့ပြတဲ့သွဲလဲနားလဲဘူးမလို့လားမူလဆိုကြောလားရေးမြစ်လားအာရတိရဲ့ရေးမြစ်အတိတ်မှာခန္ဓာရလဲဘယ်နည်းပြုကြပြောရေးပြောအတိတ်မှာခန္ဓာရလဲဘယ်နည်းပြုကြပြစ္ဆုတ်ပမှာခန္ဓာရလဲဘယ်နည်းပြုကြနာဂခန္ဓာရမှာလဲဘယ်နည်းပြုကြအဲ့တော့တတ္တဝါတွေသံဃာလဲတဲ့အခါမှာခန္ဓာတွေရပြီးမလဲအောင်လားတခြားကြောင့်လားမူလနှစ်ပြားကြောင့်လားအခုလူဘဝလူခန္ဓာရတာလဲတခြားကြောင့်လားမူလနှစ်ပြားကြောင့်လားပြားတရားဖန်ဆင်းတာလားမူလနှစ်ပြားကလှုပ်လိုက်တာလားဒါဝနာလဲရမယ်ပြောတာနော်ဒါဝနာမလဲတဲ့ခုနအသလကကသပတကရုံကြီးအခုမေးခွန်းနေမမေးဘူးလားပြောဘလို့မေးရတော့ဒုက္ခမိမိပြုလို့မိမိရတာလားဒုက္ခသူတော်အားပြုလို့ဒုက္ခမိမိသူတော်ပါဒုက္ခလိုရမလားအဲ့တော့မြတ်စွာဘုရားဘယ်လိုဖြေတော့ဒီယူတွေငါတခုမှမယူဘူးတဲ့ဒါဆိုရင်ယူရမှာဒုက္ခမရှိဘူးလားတယောဂီတို့ဒုက္ခရှိလားဘာဒုက္ခလဲတော့ခန္ဓာဒုက္ခအာယနာဓာတ်ဒုက္ခစိတ်ဒုက္ခဝေဒနာဒုက္ခခန္ဓာဒုက္ခ၅ပါးပြောကြည့်ပါဦးဖောက်ပြန်ယတိဖြစ်ပြဒုက္ခပြောပါလေတော့ဖောက်ပြန်ခန္ဓာဖြစ်ပြဒုက္ခမှတ်တာပြုပြင်သိသောတိုင်တွင်ဖြစ်ပြတိဖြစ်ပြအဲ့ဒုက္ခတွေကမနှိမ့်ဆက်ဘူးလားဒုက္ခတို့ဟောလည်းမနှိမ့်ဆက်ဘူးလားဒုက္ခတို့ဒီကနှိမ့်ဆက်လို့ဟောတော့ခန္ဓာကနှိမ့်ဆက်လို့ဒီကနှိမ့်ဆက်လို့ဟောတာတော့သဘင်သူတွေပေါက်လိုက်တာရီတွေတွန်းလိုက်ခါတွေတိုင်းလိုက်ဓာတ်တွေဘာလို့သာကြီးစိုးစိုးဝါဝါကိုအောင်မင်းအောင်ဖြစ်ပြနေရတာတော့လို့မေးတော့ဘယ်သူကနေသက်လို့တော့ခန္ဓာကြီးကဘာသစ္စာဒုက္ခသာပိလနတောဒုက္ခသာဒုက္ခသစ္စာဤပိလနတောကိယပုဂ္ဂိုလ်တ attva ကိုညတာမဘအမြဲတမ်းနှိမ့်ဆက်တဲ့အနန္တဘောတိလကအဲ့တော့ယောဂီတို့ဦးဇင်းတို့ရတန်တာမှာနှိမ့်ဆက်တဲ့သဘောတရားလွယ်ပြီကျန်တာဘာမှမရှိဘူးကျန်တာဘာမှမရှာနဲ့ကျန်တာလည်းဘာမှတွေ့မှာဟုတ်လားဒါကြောင့်ဒီခန္ဓာကိုယ်ကြီးအနှစ်သာရရှိတဲ့တရားလားအနှစ်သာရမဲ့တဲ့တရားလားဒါကြောင့်မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာကျတော့မာနောမကောသာဩဟိတောမင်းတို့ရတာတဲ့မင်းတို့ရဲ့ခန္ဓာကြီးဟာကျေးဇူးအလွန်အမတန်မှကမ်းတဲ့တရားဟုတ်လားဘာလဲတော့ယောဂီတို့ဦးဇင်းတို့မနဲ့မိုးမနဲ့တော့ဝင်ငယ်မွေးကလေးကသာတွေးလာတာဗျာမွေးကလေးကသာပြင်းစင်လာတာဗျာဟုတ်လားမွေးကလေးကတွေးလာမွေးကလေးကပြင်းလာမွေးကလေးကဆင်းလာလို့ဒီခန္ဓာကိုယ်ကြီးဟာကျေးဇူးပြန်လုပ်တတ်တဲ့အနေနဲ့ယောဂီတို့ဘာပြန်ပေးလို့ဘာမှပြန်မပေးဘူးဟုတ်လားမနဲ့မိုးလင်းပြီဆိုသူ့ဘာလုပ်ပေးနေရရင်လေးလို့ရင်လေးတိုက်ရတာရေးကြရေးတိုက်ရတာဟုတ်လားရင်လေးတိုက်ရေးကြရေးတိုက်တာတော့မှတခါတလေအမီးကောင်းကောင်းလေးနဲ့မတိုက်ခဲ့ရဘူးလားသလောက်တိုက်သလောက်ပြည့်သလောက်ပြုသလောက်ယူသလောက်ရသလောက်ပြင်သလောက်ရှင်ပေးနေတာကိုယောဂီတို့ဦးဇင်းတို့ဒီခန္ဓာကြီးကနဲ့လားကျေးဇူးတရားရောသိလားဟောဒါကြောင့်ခန္ဓာဆိုတာကျေးဇူးဘာ
မှကိုမသိတတ်တဲ့တရားပြောပါလေတော့ကျေးဇူးဘာမှကိုပြန်ပြီးတော့မသိတတ်တဲ့တရားအဲ့ဒါကိုမြတ်စွာဘုရားကမခောစဩရိတောမက္ခတရားကွာပြောပါတရားလေမက္ခတရားမက္ခဆိုတာကျေးဇူးချေဖြတ်တာကိုပြောတာပြောပါဦးချေဖြတ်တာယောဂီတို့လောကထဲမှာသုံးနေရမို့လားကိုယ်မလုပ်ပေးတာလို့ကိုယ်ပေါ်ပြန်မလုပ်ပေးရင်ဗါလဲတော့ဒီကောင်ကျေးဇူးကမ်းတာကွာဒီကောင်မှာကျေးဇူးကမ်းတော့ဗာကျေးဇူးတရားမှနားမလဲတဲ့ဒီကောင်ရှေ့သက်ပြီးမပေါင်းမသိတာပဲကောင်းပါလေလို့မပြောကြဘူးလားအဲ့ဒီကောင်ကျေးဇူးကမ်းတာတော့ဒီကောင်မှကျေးဇူးကမ်းတာတဲ့ဟဲ့ဒီခန္ဓာကိုယ်ကြီးကျေးဇူးကမ်းတာကမပူဘူးလားပူတယ်ဗျာဒီခန္ဓာကိုယ်ကြီးအလွယ်မတမကျေးဇူးကမ်းတယ်တရားကြီးကျေးဇူးဘာမှနားမလဲတဲ့တရားကြီးကျေးဇူးဘာမှမသိတဲ့တရားကြီးဒါကြောင့်ကိုအောင်လဲနှိမ့်သက်တယ်နားလဲတရားလဲမနှိမ့်သက်ဘူးလားနှိမ့်သက်လဲယောဂီတို့ဦးဇင်းတို့ကမခံရဘူးလားခံရတာပေါ်တခြားလုပ်ခဲ့လို့လားအပြားလုပ်ခဲ့လို့လားတည့်အကွာသမုဒိယသစ္စာမပွားခဲ့ဘူးလားဟောတည့်အကွာအတိတ်ကြောင့်တလောမလုပ်ခဲ့ဘူးလားတည့်အကွာအတိတ်ကြောင့်တလောလုပ်ခဲ့လို့နှစ်အကွာပြစ္ဆုတ်ပံအကျိုးတလောမပေါ်ဘူးလားခန္ဓာဘဏ္ဍပါဒါတွေတော့ဝိညာဉ်အောက်ဆဲကြည့်တော့ဗာသစ္စာဘုရားသစ္စာလိုရလားသမုဒိယသစ္စာကြောင့်လားဒါကြောင့်သမုဒိယသစ္စာနဲ့လည်းကြောင်းကျိုးမသက်ဘူးလားသစ္စာနဲ့ကြောင်းကျိုးသက်ပုံကိုလည်းနားလည်ရမှာဗျာအလွာအနေနဲ့ကြီးကြောင်းကျိုးလည်းမသက်ဘူးလားအလွာအနေနဲ့ကြောင်းကျိုးသက်ပုံကိုလည်းမသိရမလားသိရမလားအဲ့တော့အသွေးရှိသွေးကိုသိရမယ်ဆိုတာအဲ့လိုတော့သစ္စာနှစ်ခုနဲ့ကြောင်းကျိုးသက်ပုံကိုလည်းနားလည်ရမယ်အလွာလေးခုနဲ့ကြောင်းကျိုးသက်ပုံကိုလည်းနားလည်ရမယ်ခုအသလကကသဗ္ဗတကလုံးကြီးကသစ္စာနှစ်ခုရှိတာလည်းသူမသိဘူးအလွာလေးခုရှိတာလည်းသူမသိဘူးမူလနှစ်ဖြာလည်းပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်သူဘာမှသိလားမူလနှစ်ဖြာတစ်သွယ်လည်းသူသိလားသစ္စာနှစ်ခုတစ်သွယ်လည်းသူသိလားလေးခုလွာတစ်သွယ်လည်းသူသိလားအေဟာရဇဏဘာအသွယ်လည်းသူသိလားနှစ်ရမူလအသွယ်လည်းသူသိလားအသွယ်ရှိသွယ်ဘာမှကိုမသိလို့မဟုတ်ဘူးမြတ်စွာဘုရားတော်ရာဇဂုဒီဆုံးအောင်ကြွနေတဲ့အချိန်မှာဘာတွေလိုက်မေးရတော့မေးခွန်းတွေလိုက်မေးတာယောဂီတို့အခုအသလကကသဗ္ဗတကလုံးလို့မေးခွန်းမေးဘူးလားမေးတတ်လားမေးတဲ့စိတ်ကောပေါ်ဘူးလားမတို့နေတိုင်းဒီဒုက္ခတွေနဲ့နေရဘာကြောင့်ဒီဒုက္ခတွေဘယ်သူလုံးလို့ဘလို့ရနေရလဲဟုတ်လားဒါကြောင့်မိမိပြုလို့မိမိရတာလားဒီယူရသော်ဗျာယူလားမယူဘူးဗျာဒုက္ခသူတစ်ပါးပြုလို့ရတာလားလို့မေးတော့လေရသော်ဗျာယူလားမယူဘူးဒါဆိုဒုက္ခမိမိသူတစ်ပါးနောက်စားပြုလို့ရတာလားမေးတော့လေယူလားဟေးဒါနဲ့တခြားယူနေလားဒိဋ္ဌိယူနေလားဒိဋ္ဌိယူနေဆိုယူမလားယူမလားယူမဒါဆိုဒုက္ခအလိုလိုရတာလားလို့ဆိုတော့လေအဲ့ဒီယူမြတ်စွာဘုရားယူလားမယူဘူးဒါဆိုဒုက္ခမရှိဘူးလားဆိုတော့လေဒုက္ခလည်းမရှိဘူးလားဒီယောဂီတို့ဦးဇင်းတို့ဘာဒုက္ခတွေနဲ့နေတရားတော့ခန္ဓာဒုက္ခတွေနဲ့မနေရဘူးလားဟေးအောက်ပြန်ပြည့်စည်ဒုက္ခနဲ့လည်းခံစားမှုဒုက္ခတွေနဲ့လည်းမှတ်သားမှုဒုက္ခတွေနဲ့လည်းပြည့်ပြည့်စုံစုံတိုက်တွန်းမှုဒုက္ခတွေနဲ့လည်းသိမှုဒုက္ခတွေနဲ့လည်းဟောဒီဒုက္ခတွေကိုပြုလို့ကိုရတာလားကိုပြုလို့ကိုရတာလားဒီလိုပါပြုလို့ရတာလားမိမိဒီလိုပါနောက်သားပြုလို့ရတာလားအလိုလိုရတာလားဒုက္ခမရှိဘူးလားဒါတွေတော့ပေါက်ပြန်ပြည့်စည်လားဖြစ်လားခံစားလားမှတ်သားလားပြည့်ပြည့်စုံစုံတိုက်တွန်းလားသိလားသဘောတရားဘယ်နှမျိုးခုဒီသဘောတရား၅မျိုးထမင်းတွေလည်းမကြွေးရဘူးလားရေတွေလည်းချို့မပေးရဘူးလားသက်သာရရလားဘာလို့သိရတော့နှိမ့်သက်သေးတာရေချို့ပေးတဲ့ပုဂ္ဂိုလ်ကိုနှိမ့်သက်သေးတာတော်လေးလက်မောက်ကိုက်နှိမ့်သက်လိုက်တော့လေခေါင်းအထိုး
နှိမ့်ဆက်လာလိုက်တော့လည်းချွေးတွေထွားအပြုတ်ပြီးနှိမ့်ဆက်လာလိုက်မသိမဲ့ချင်းကိုနှိမ့်ဆက်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိုနှိမ့်ဆက်နေတာဗျာမနှိမ့်ဆက်ဘူးလားအဲ့တော့ဒီခန္ဓာကိုယ်ကြီးကတော်တော်ကိုရုပ်မာတယ်တရားကြီးဗျာဟုတ်လားယောဂီတို့ဦးဇင်းတို့မသိသိအောင်ကိုနှိမ့်ဆက်မယ်ဆိုတဲ့သဘောမျိုးနဲ့နှိမ့်ဆက်လိုက်ညနှိမ့်ဆက်လိုက်နောက်ရကြတော့လေနှိမ့်ဆက်ကြတော့နောက်လာကြပြန်တော့လေနှိမ့်ဆက်ဦးမှာပဲနောက်နေ့ကြပြန်တော့လေသူအပြင်နှိမ့်ဆက်မယ်ဆိုတာကြီးပဲမနှိမ့်ဆက်ဘူးရောအောင်မယ်ဆိုတာကိုရှိလာရဲ့တပြည့်တပြည့်နဲ့တိုးပြီးတော့သာနှိမ့်ဆက်မလာဘူးလားနှိမ့်ဆက်လာတာပေါ့ဗျာဒါတွေကတခြားလားဒုက္ခတွေလားဒါကြောင့်မြတ်စွာဘုရားလည်းဒီဒုက္ခရှိတယ်လို့မဟုတ်ဘူးလားသာတိပိဒုက္ခရာပိယာရိပိမရဏံပိအပိယေဟိသံယောကောဒုက္ခပိယေဟိဝိပယောကောဒုက္ခယံပိသငါလဘတိတံပိဒုက္ခတံခိတ်တေနာဟောအကျဉ်းချုပ်အားဖြင့်မင်းတို့ဆွဲလန်းနေတဲ့ယုတ်တရားဒုက္ခပဲအကျဉ်းချုပ်အားဖြင့်မင်းတို့ဆွဲလန်းနေတဲ့ဝေဒနာတရားဟာဒုက္ခပဲအကျဉ်းချုပ်အားဖြင့်မင်းတို့ဆွဲလန်းနေတဲ့တင်ညာတရားဟာဒုက္ခပဲအကျဉ်းချုပ်အားဖြင့်မင်းတို့ဆွဲလန်းနေတဲ့သင်္ခါရတရားတွေဟာဒုက္ခပဲအကျဉ်းချုပ်အားဖြင့်မင်းတို့ဆွဲလန်းနေတဲ့စိတ်တွေဟာဒုက္ခပဲလို့တန်ခိတ်တွေနဲ့တန်ခိတ်တွေနာပြည့်စုံပါဒနာခန္ဓာဒုက္ခလို့မြတ်စွာဘုရားကသစ္စာသိပြီးမဟောခဲ့ဘူးလားဘယ်သူကိုဟောခဲ့ရတော့ပိဿဝဂ္ဂိဟာဘာဟုပထမဝိသောဝိကရာဝံတော်မှာနေဝင်လာတွယ်အချိန်မှာမဟောခဲ့ဘူးလားတရားတရားဟောခဲ့ရလားသစ္စာတရားဟောခဲ့ရလားဒါကြောင့်ဒုက္ခမရှိဘူးလားဒုက္ခရှိတယ်ကိုယ်အစလကကသဘာတကယ်တော့ဒါတွေပဲဆိုပြီးတော့ပြောမပြဘူးလားပြောပြတယ်ဒါဆိုရှင်ကြီးကမှဒုက္ခမသိဘူးလားမြတ်စွာဘုရားဒုက္ခကိုထုတ်လို့မွေရေလိုနာပြီးတိလို့တာလူကြားမှာတရားတွေမဟုတ်ဘူးလားနော်ခန္ဓာ၅ပါးဒီပါတယ်တော့ဒုက္ခမမြဲတယ်တရားသိရတယ်အဆိုးမရတယ်အဲ့ဒီတရားကိုလက်ဟောနေတာပဲမြတ်စွာဘုရားဒါတွေကမမြဲဘူးနော်ခန္ဓာတွေကမမြဲဘူးအာယနာတွေလည်းမမြဲဘူးဓာတ်တွေကလည်းမမြဲဘူးမမြဲတဲ့တရားတွေဟာအစင်းနေတဲ့လက်ပါလို့သူကလည်းမမြဲတဲ့တရားတွေဟာစင်းနေတဲ့တရားတွေဟာအစိုးမရဘူးမြတ်စွာဘုရားလက်မဟုတ်လားမြတ်စွာဘုရားဒီလက္ခဏာရေးသုံးပါးလက်ပေါ်တာပဲဗျာတတ္တဝါတွေကြားမှာနော်ခန္ဓာတွေမမြဲဘူးခန္ဓာတွေစင်းရဲနော်ခန္ဓာတွေအစိုးမရဘူးအာယနာတွေမမြဲဘူးအာယနာတွေစင်းရဲအာယနာတွေအစိုးမရဘူးဓာတ်တွေမမြဲဘူးဓာတ်တွေဟာအစိုးမရဘူးစိတ်တွေဟာမမြဲဘူးဒီလက္ခဏာရေးသုံးပါးကိုလဲနေကြပြီဒီမမြဲသေးတဲ့အဆုံးမြလေးကိုဘာလို့လဲတာတော့နော်တဲ့ဟိုအရှိက9မိနစ်တွဲလိုက်တော့နားမလဲရမှာဟုတ်လားနော်အဲ့တော့စိတ်တွေဆိုတဲ့ဝိညာဉ်ခန္ဓာလည်းမြဲရလားအဲ့မမြဲတဲ့စိတ်တွေဟာသိရလားချမ်းသာလားအဲ့မမြဲသိရတဲ့စိတ်တွေဟာအစိုးရတဲ့တရားလားအစိုးမရတဲ့တရားလားဘာလို့အစိုးမရတော့ဆိုတော့သူအကြောင်းကြောင့်ဒီအကျိုးမပေါ်ဘူးလားအမှုရသစ္စာကြောင့်ဘာသစ္စာပေါ်အတိတ်ကြောင့်တလွားကြောင့်ဘာအကြောင်းဘာကျိုးတလွားပေါ်သုက္ကံကာလအတိတ်ကာလကြောင့်ဘာကာလပေါ်သုက္ကံကာလမပေါ်ဘူးလားဝိဇ္ဇာသင်္ခါရကြောင့်ဘာတွေပေါ်ဝိညာဉ်နဲ့သက္ကာနာတွေမပေါ်ဘူးလားဝိညာဉ်နဲ့ပြောမလို့ကိလေသာဥက္ကမဝနှစ်ပါးကြောင့်ဘာဝတ္တိပေါ်ဝိပါဒဝတ္တိမပေါ်ဘူးလားအခါလာအကြောင်းကျူလားအသေးရှိတွေအကြောင်းကျူပြောပါလေတော့ပြန်ပြောပါဦးအသေးရှိတဲ့အကြောင်းကျူနားလည်ရမှာအသေးရှိတဲ့အကြောင်းကျူနားမလည်လို့သူအားစလကကသဗ္ဗတက္ကရောကြီးမြတ်စွာဘုရားတော်ဘာဖြစ်နာမေခွန်းနေလိုက်မေးနေတာဘာလို့လိုက်မေးနေရတော့ဘာဝနာမလဲလို့တော့အကြောင်းအကျိုးကိုနားမလဲဘာဝညာမရှိလို့တော့ပဋိစ္စသမုပ္ပါဒ်ကို
သူပြိဿသမုပ္ပါကိုကြားကိုမကြားဘူးလား तू ကယောဂီတို့ကကြားတော့ကြားဘူးရဲ့မို့လားကြားဘူးတော့ဉာဏ်ရှင်းပြီလားအခုထပ်ရှင်ဉာဏ်ရှင်းအောင်လို့ကိုအတ္တကကတ္တပါတက္ကရောရဲ့မိကုန်းနဲ့ရှင်းပြတာဗျဟုတ်လားအဲ့တော့ဒုက္ခမိမိပြီလို့မိမိဖြစ်တာလေကဲဒုက္ခအတ္တကကတ္တပါတက္ကရောနေရာနေမေးမယ်ယောဂီတို့မြတ်စွာဘုရားနေရာနေဖြေဟုတ်လားအကြည့်ပြောရင်မဟုတ်ကြဘူးဗျအဲ့လိုဟောပါဗျနော်သူတက္ကရာဓမ္မတွေကိုလေနော်ဒီမိကုန်း6ချက်နေသူဘာလို့လို့ဖယားအယူဝမ်းနေကြအောင်လို့တဲ့တဲ့တော်ဘုရားကြီးဟုတ်လားပြောပါလေတော့ဘုရားအယူဝမ်းနေကြအောင်လို့တဲ့အကြောင်းတဲ့တော်ဘုရားကြီးသူဟာအတ္တလကကတ္တပတက္ကရောနေရမေးတယ်တော့သူတရားနာတဲ့တရားဓမ္မတွေဟာမြတ်စွာဘုရားနေရာနေမဖြစ်အောင်လားကဲခုလည်းပြင်ကြည့်အောင်ဒုက္ခမိမိပြီးလို့မိမိရတာလားဒီဘယ်ဖြေသားမှလည်းမသိဘူးသူတို့ကဖြေရမျိုးမျိုးတော့နော်ဒီအယူအဲ့လိုလေးပဲဗျာမျိုးဖြေလိုက်ပါဟုတ်လားနော်တော်လည်းကြာအဲ့လိုလည်းမစုံနဲ့ဒီမျိုးဖြစ်နေမှာဟုတ်လားနော်မြတ်စွာဘုရားမှာပြည်တယ်လို့အဲ့လိုလည်းမစုံနဲ့ဟုတ်လားဗါတယ်တော့အဲ့လိုလည်းမစုံနဲ့နော်မြတ်စွာဘုရားတော့အဲ့လိုလေးတွေပြောတာဟုတ်လားအဲ့ဒီဆိုချင်းမဟုတ်တရားတော်ဘုရားကြီးကတော့ဒီယူမယူဘူးဆိုပြီးဖြေခိုင်းတာဟုတ်လားကဲပြန်ဖြေကြည့်အောင်ဒုက္ခမိမိပြီးလို့မိမိရတာလားဒုက္ခသူတော်ဘာပြီးလို့ရတာလားဒုက္ခမိမိသူတော်ဘာနှောက်စားပြီးလို့ရတာလားဒုက္ခအလိုလိုရတာလားဒုက္ခမရှိဘူးလားဒုက္ခမသိဘူးလားမသိသေးပါဘူးရှားသိပါလေမလုပ်ပါနဲ့ဒီမှာသိအောင်ကျိုးစားနေတော့ကြည်သေးတာဟုတ်လားမြတ်စွာဘုရားလိုပိုင်ပိုင်နိုင်သိပြီလားမြတ်စွာဘုရားတော့ပိုင်ပိုင်နိုင်သိလို့မဟောခဲ့ဘူးလားယောဂီတို့ဦးဇင်းတို့ကတော့မြတ်စွာဘုရားပိုင်ပိုင်နိုင်သိလို့ဟောကြားထားခဲ့တဲ့အတွက်မြတ်စွာဘုရားလိုမျိုးပိုင်ပိုင်နိုင်သိအောင်ဆိုပြီးခုဘာလုပ်ကြရတော့နာကညာခန္ဓာမလဲအောင်လားအခြားသိဖို့လားသစ္စာသိဖို့လားအဲ့တော့မြတ်စွာဘုရားကဒီယူလဲမြူဒီယူလဲမြူဒီယူလဲမြူဒီယူလဲအယူဘယ်နဲ့ယူယူဘယ်နဲ့ယူတော့ဟာလေတော့ဒုက္ခမိမိပြုလို့မိမိရတယ်ဆိုတဲ့အယူလဲမြတ်စွာဘုရားယူလားဒုက္ခသူတော်ဘာပြုလို့ရတာရဲ့ဆိုတဲ့အယူလဲဒုက္ခမိမိသူတော်ဘာနှောက်စားပြုလို့ရတယ်ဆိုတဲ့အယူလဲဒုက္ခအလိုလိုဖြစ်တယ်ဆိုတဲ့အယူလဲအဲဒီမြတ်စွာဘုရားဘယ်အယူယူရတော့အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဒီချုပ်မဲ့တဲ့အယူမြတ်စွာဘုရားမယူလားအဲကြောင့်မြတ်စွာဘုရားကတိအကွက်ကြောင့်ဘာအကွက်ဖြစ်ဒီအကွက်ကြောင့်ဘာအကွက်တွေဖြစ်တော့အကွက်ကြောင့်ဘာအကွက်တွေဖြစ်ဒါဒီတခြားလားအကြောင်းကြောင့်အကျိုးဖြစ်တာလားအကြောင်းကြောင့်အကျိုးမဖြစ်ဘူးလားဒါဒီဆိုရှင်မဟုတ်ကြတော့ဘုရားကြီးကသူတရားနာတဲ့ပုဂ္ဂိုလ်တွေပရိသတ်သမုပ္ပါကိုနားလည်အောင်သဘောပေါက်အောင်ဆိုပြီးအသွဲဘယ်နှသွဲနဲ့ရှင်းပြတယ်ဘာတွေတော့မူလနဲ့ဗျာသစ္စာနဲ့ခု၄ခုအလွာအင်္ဂါ32ပါးသုံးပါးအဆက်နှစ်ရမူလဝတ်သုံးပါးကာလချင်းအား20အသွဲဘယ်နှသွဲတော့အသွဲ80တော့ဘယ်ကြီးအကြောင်းကျဆက်မပြထားခဲ့ဘူးလားမြတ်စွာဘုရားလည်းတခြားယူရလားပြိဿသမုပ္ပါယူရလားသမုဒယသစ္စာကြောင့်ဘာသစ္စာရာဒုက္ခသစ္စာခန္ဓာဘယ်နှပါဒီခန္ဓာ၅ပါးကဒုက္ခတွေမဟုတ်လားဒီဒုက္ခမိမိပြုလို့မိမိရတာရောဟုတ်ရဲ့လားဘာသစ္စာပွားခဲ့လို့ဘာသစ္စာရာဘာအကြောင်းတလွာလုပ်ခဲ့လို့ဘာအကျိုးတလွာရာမရဘူးလားလူလူလားအကြောင်းကျိုးလားအဲ့ဒီငါယူတာတဲ့မိမိပြုလို့မိမိရတာလို့မယူဘူးတဲ့မြတ်စွာဘုရားကဟုတ်လားပရိသတ်သမုပ္ပါကိုချပြတာအသလကကသဗ္ဗတက္ကရောယူအဲ့လိုပရိသတ်သမုပ္ပါအခုလိုမျိုးပေါ့ယောဂီတို့လိုမျိုးယောဂီတို့ချပြသလို
ပရိသတ်သမုပ္ပါကိုချပြလိုက်မှအဲ့ဒီကကတ္တပတလုံးကြီးဩတတ္တဝါတွေတန်တရာလဲတယ်တတ္တဝါတွေတန်တရာလဲတယ်ဆိုတာဒီလိုအကြောင်းအကျိုးကြီးပါလားဆက်ဆက်ဖြစ်နေတာပါလားဆက်ဆက်ဖြစ်နေတဲ့အထက်မှာလဲငါလဲသူလဲဘာတွေတန်းနေရတော့ဓမ္မတွေတန်းနေတာပြောဘာတွေတန်းနေရတော့ဓမ္မတွေတန်းနေတာပြရုပ်တုသတဲ့ခန္ဓာကိုယ်ထဲမှာလဲတခြားငါသူယောက်ျားမိန်းမတွေတန်းနေရလားဓမ္မတွေတန်းနေရလားဓမ္မတွေတန်းတာဗာဓမ္မတွေတန်းနေရတော့ဘောင်းပြန်ပြသီလိုက်ဖြစ်လိုက်ပြက်လိုက်ခံစားလိုက်ဖြစ်လိုက်ပြက်လိုက်မှတ်သားလိုက်ပြုရည်သေးသောတိုက်တွန်းလိုက်တိလိုက်ဒီဓမ္မတွေမတန်းဘူးလားတရက်လာလဲဒီဓမ္မတရက်လာလဲဟောနောက်ဓမ္မတွေကချုပ်ပြီးကြံရည်တဲ့ရှိဓမ္မတွေကအစာထိုးပြီးတော့မပေါ်ဘူးလားဒါကြောင့်မို့ယောဂီတို့ကအတိဓမ္မတွေနဲ့နေရတာအဟောင်းဓမ္မတခုမှရှိလားအခုဓမ္မယုံမှာရောက်တဲ့အချိန်မှာကြားစိတ်တွေလည်းမပေါ်ဘူးလားမြင်စိတ်တွေလည်းမပေါ်ဘူးလားနာမ်စိတ်တွေလည်းမပေါ်ဘူးလားဒီတရားတွေကမနေ့တော့ဖြစ်ခဲ့တဲ့တရားတွေလားအခုအကြောင်းတိုင်းတိုင်းလို့အခုပေါ်တဲ့တရားတွေလားအဲ့တော့အခုကြောက်တဲ့ဆိုလို့အခုပေါ်တဲ့တရားတွေကပူလည်းမပူလားအိုက်လည်းမအိုက်ဘူးလားဒုက္ခတွေလည်းမရောက်ဘူးလားအဲ့ဒုက္ခမိမိပြီးလို့မိမိရတာလားအကြောင်းကျိုးလားသူတော်ဘာပြီးလို့ရတာလားအကြောင်းကျိုးလားမိမိသူတော်ဘာနဲ့ဥစားပြီးလို့ရတာလားအကြောင်းကျိုးလားအလိုလိုဖြစ်နေတာလားအကြောင်းကျိုးလားဒုက္ခမရှိဘူးလားလို့မေးတော့ပြောပါဒုက္ခတော့အကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဒုက္ခပြောပါလေတော့ဒုက္ခဒီဒုက္ခတွေမနေရဘူးလားပြည့်တဲ့နေရာလားနေတိုင်းနေရာလားကိုယ်တယောက်တည်းလားလူတိုင်းလားအကြောင်းကြောင့်အကျိုးဖြစ်တဲ့ဒုက္ခတွေနဲ့မနေရဘူးလားဒါကြောင့်ပရိစ္ဆသမုပ္ပါဒုက္ခပြောပါဒုက္ခအကြောင်းအကျိုးဆက်ဆက်ပြီးဖြစ်နေတဲ့ဒုက္ခပြောပါလေတော့အဲ့လိုယူလိုက်တဲ့အခါကျတော့ဒီယူတွေလာသေးလားအခုတော့ယူတယ်လို့မလာဘူးအိမ်ကြရင်မယူလိုက်ရင်ယူလိုက်လာမှာပဲယူတဲ့ချိန်မယူနိုင်တဲ့ချိန်မြတ်စွာဘုရားလို့ယူတဲ့အောင်ယူနေအောင်နော်ယူပေါ်ယူနီးဒါယူပြထားတာပဲမြတ်စွာဘုရားဟုတ်လားအကြောင်းကြောင့်သူဖြစ်နေတဲ့တရားတွေမင်းတို့ငါလဲသူလဲယောက်ျားလဲမိန်းမလဲမဟုတ်ဘူးဘာတတ်ဓမ္မတတ်ပြောဘာတတ်ဓမ္မတတ်ပြဒီဓမ္မတတ်ကရုပ်လူသိလို့ငဲပါမလားမငဲဘူးဘာဖြစ်လို့ခုလိုသိရလဲလို့ပြီးတော့ဘာလို့လို့နာတရားနာလို့ဟောညာကခန္ဓာဆက်လက်မယ်ဆိုရင်ရုပ်လူမသိနိုင်ဘူးလားအကြောင်းကြောင့်ကျိုးဖြစ်နေတဲ့ဒုက္ခတွေကိုမသိနိုင်ဘူးလားအဲ့ဒုက္ခတွေကိုသိပြီဆိုရင်ဘာသိမှာတော့ဒုက္ခသိမှာဒီအပန်းငန်းဒီထိုင်းနေကြဘာသိမှာတော့ဒုက္ခမြတ်စွာဘုရားကိုမသိဘူးလားလို့အတ္တကတဲ့ဘာတဲ့ကတော့မေးရမလားမြတ်စွာဘုရားတော့သိတယ်လို့မပြောဘူးလားအဲ့တော့ယောဂီတော်ကဒုက္ခသိလို့သိအောင်ကြိုးစားလို့မရဘူးလားသိအောင်ကြိုးစားဖို့မလိုလားသိအောင်ရောကြိုးစားမလားသိကြလားဒါဆိုဘုသူခန္ဓာရှိဖြစ်ပြဘုသူဉာဏ်သိမနဲ့ကအောင်ကြိုးစားမယ်ဒါကြောင့်ခန္ဓာပေါ်မှာပေါ်တဲ့သဘောတရားတွေဒီအသွယ်ရှိသွယ်နဲ့နားလည်ရမှာအသွယ်ရှိသွယ်နဲ့ဗာဆက်ဖို့ကြောင်းကျိုးဆက်ဖို့ပြောပါလေတော့အသွယ်ရှိသွယ်နဲ့ကြောင်းကျိုးဆက်နေပုံကိုစဉ်းစားရမှာတွေးရမှာဘောကုဘောတကုတဏ္ဍပူတဲ့သဘောလေးပေါ်လာဒီပူတဲ့သဘောလေးကဘာတော့တော့ဒါရုပ်ပေါက်ပြန်တဲ့ဒီပူတဲ့သဘောလေးကငါ့အနှိမ့်ဆက်နေတဲ့တရားပဲဒုက္ခပဲဒီဒုက္ခကဘာကြောင့်ဖြစ်တာလို့ငါလုံးငါရလားသူလုံးလို့ရလားမိမိသူတို့ဘာလို့စားလို့ရလားလို့ရလားအဲ့လိုလားလို့လူရသမုဒိယသစ္စာပွားခဲ့လို့အတိတ်ကြောင့်တလွားလောက်ခဲ့လို့ဒီတော့ဘယ်လိုတလွားမပေါ်ဘူးလားအဲ့တော့ဒီခါသိလာလားပရိစ္ဆေသမုပ္ပါသိရလားပရိစ္ဆေသမုပ္ပါသိတော့ဒီယူတွေလာသေးလား
ဘယ်ယူတွေတော့ဒုက္ခမိမိပြုလို့မိမိရတယ်ဆိုတဲ့အယူဒုက္ခသူတော်ဘာပြုလို့ရတယ်ဆိုတဲ့ဒုက္ခမိမိသူတော်ဘာနှောင်းစားပြုလို့ရတယ်ဆိုတဲ့ဒုက္ခအလိုလိုရတယ်ဆိုတဲ့ဒါတခြားလားဒိဋ္ဌိပြုတ်တာလားတခြားပေါ်ဉာဏ်ရှင်းလို့လားပြိဿသမုပ္ပါပေါ်ဉာဏ်ရှင်းလို့လားပြိဿသမုပ္ပါပေါ်ဉာဏ်မရှင်းတဲ့ပုဂ္ဂိုလ်တွေကဒီယူတွေလာမှာပဲလားနေအောင်လဲလားနေမှာသိပါမလားအဲ့တော့ယောဂီတို့ကတော့အခုဒီတရားတွေလာတယ်ဆိုရင်ကိုယ်ကဓမ္မတာဒိဋ္ဌိအယူပဲပြိဿသမုပ္ပါပေါ်ဉာဏ်မရှင်းလို့ဖြစ်တဲ့ယူတွေပဲဆိုတာယောဂီတို့မှာတော့နားလည်လို့မရဘူးလားသိရောမသိဘူးလားဘယ်တော့မှဒုက္ခမရှိဘူးလားမေးတော့ရှိတယ်ခန္ဓာငါးပါးဒုက္ခမရှိဘူးလားပူရမယ့်ဒုက္ခတွေရောငါရမယ့်ဒုက္ခတွေရောသိရမယ့်ဒုက္ခတွေရောဟောဒီခန္ဓာငါးပါးကြီးကိုလဲငါလဲသိလဲသိတယ်တရားမဟုတ်လားဟောဘုနာသိတတ်တဲ့ဒီတရားကြီးနဲ့တို့ဘယ်တော့မှအတူမနေကြတော့ပါဘူးဆိုပြီးနိဗ္ဗာန်မြင်အောင်ကြိုးစားလို့မရဘူးလားနိဗ္ဗာန်မြင်တော့ဒီတရားတွေလည်းမဝေးဘူးလားအခုနိဗ္ဗာန်မမြင်သေးတော့ဒီတရားတွေလည်းအတူတူမနေရဘူးလားအဲ့ဒါနိဗ္ဗာန်မမြင်မချင်းဒီတရားတွေအတူတူနေရမှာပဲနိဗ္ဗာန်မြင်တော့ဒီတရားတွေချုပ်ငြိမ်းယုံသိပြီးယောဂီတို့ဦးဇင်းတို့သက်သာရမရဘူးလားရမလားအခုတော့သက်သာရပြီလားအဲ့သက်သာရမရခြင်းဘူးလားရတယ်ဒုက္ခသစ္စာသိဖို့မလိုလားဒုက္ခသစ္စာသိအောင်ကြိုးစားဖို့မလိုလားဒုက္ခသစ္စာသိကျင်တယ်ဆိုနာဘာလုပ်လဲဉာဏ်ကဘာလဲဘယ်လဲမလဲကေနာကတရားနာဉာဏ်ကခန္ဓာလဲဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ပိုင်နေတာသိအောင်ကြိုးစားကြဘာလို့တိုက်တွန်းရင်ချင်းသိပြီးတော့ကြောင်းလို့သာလို့